အားကြရွယ်လို့ဟာချက်ပြသူလည်းချက်ပြတယ်ချက်ပြတယ်ချက်ပြချက်ပြချုပ်ပြချုပ်ပြပြချုပ်ပြချုပ်ချဖိုးချဖိုးချဖိုးရဖိုးချဖိုးရโอเคအားကြရွယ်လို့လေအဲ့လိုချွတ်သားရွယ်နာကျင်ရရဲ့ဘယ်လိုမျိုးကို release လုပ်လဲဘယ်လို healing လုပ်လဲအော်အားစားရောအချင်းချင်းအချွတ်သားနာကျင်ကြတဲ့ဘုကဘသူပို့များလဲသူပို့များမယ်ထင်တယ်နော်သူရမ်းဆော့တယ်ချင်းနေကျွတ်သားကိုကြည့်လိုက်ပါဦးပါကြီးလေကျွတ်သားဘာစေနဲ့နာယူတော့ကျွန်တော်အဓိကတော့အိတ်ဆက်ချင်းနဲ့ပို့ပြီးတော့သူကျွတ်သားကိုနာယူကြတယ်ဟုတ်ကဲ့ပါဆိုတော့ဒါဘုမဦးဒီနေ့ပွဲလေးရတယ်ဗော်လင်းရဲ့ပွဲလေးဖြစ်တဲ့အတွက်ပေါ့နော်လူကျွတ်သားနာကျင်မှုတွေအတွက်ဆိုလို့ရှိရင်အနည်းဆုံးသက်သာစီရဲ့ဗော်လင်းတွေနဲ့ပတ်သက်ပြီးတော့အားလုံးကို sharing လုပ်ပေးနေတာဖြစ်တဲ့အတွက်လေးရပါဆိုတော့ဘယ်လိုမျိုးလေးဆိုလို့ရှိရင်လည်းကိုယ်တိုင်လုပ်ဖြစ်လဲဆိုတော့ဒါလေးကို sharing အနေနဲ့လုပ်ရပါဆိုတော့